Israel က app တစ်ခုကို hack ခဲ့တယ်။ Iran တွေကဖုန်းပေါင်းတောင်းနဲ့ချီပြီးဖျက်ဆီးခဲ့တယ်လို့ Russia တွေကတော့ GoCap ပြိုင်ခွင့်တစ်ခုကို hack ခဲ့ပါတယ်။ဒါ့အပြင် Amazon ရဲ့ data center အနည်းငယ်လည်းဘုံခွဲခံခဲ့ရတယ်။ကျွန်တော်တို့ဒီနေ့ဗီဒီယိုမှာတော့ Iran စစ်ပွဲကာလမှာဖြစ်ပွားခဲ့တဲ့ cyber တိုက်ခိုက်မှုနဲ့ပတ်သက်သမျှအရာအလုံးကိုဒီနေ့ဗီဒီယိုမှာလေ့လာကြည့်အောင်။ဒုံးကြီးတစ်စင်းမှမပစ်လွတ်ခင်မှာတွင် hacker တွေကအရင်ရောက်လာခဲ့ပါတယ်။ US Cyber and Space Command ဟာ Iran ရဲ့ဆက်သွယ်ရေးနဲ့ကြိုတင်သတိပေးစနစ်တွေကိုနှောက်ယှက်ဖျက်တောက်ခဲ့ပြီးလင်းအစင်း100ကျော်နဲ့ပထမဆုံးချိန်တိုက်ခိုက်မှုလုပ်ဖို့အကာအကွယ်ပေးခဲ့ပါတယ်။ဒီလိုဘယ်လိုလုပ်ခဲ့တာလဲဆိုတာကိုသူတို့ကတရားဝင်ထုတ်ပြောမှာမဟုတ်ပါဘူး။ဒါပေမဲ့စစ်ရေးစနစ်တွေဆိုတာလည်းတာမန်ကွန်ပျူတာတွေလိုပဲနောက်ဘော်တွေမှာအလုပ်လုပ်တာဖြစ်လို့ router ဒါမှမဟုတ် server တစ်ခုကိုဖျက်ဆီးလိုက်တာနဲ့စနစ်တစ်ခုလုံးကိုအနည်းဆုံးတော့ယာယီရပ်တန့်သွားစေနိုင်ပါတယ်။သူတို့ဘယ်ပစ္စည်းကိုတိတိကျကျပြတ်မှတ်ထားခဲ့လဲဆိုတော့ကျွန်တော်တို့သိရမှာမဟုတ်ပါဘူး။ TVN မြို့ပေါ်ကိုဒုံးကြီးတွေမိုးရွာသလိုကျလာပြီးမကြခင်မှာပဲဖုန်းတွေစီကို notification အများကြီးဝင်လာပါတယ်။အဲ့ဒါကအစိုးရစီကနေအကာအကွယ်ယူဖို့တတိပေးတာမျိုးမဟုတ်ဘဲနဲ့ base server လို့ခေါ်တဲ့ app တစ်ခုကနေလာတာပါ။ဒါဟာ download အရေအတွက်9တန်းကျော်ရှိနေပြီးတော့ Iran ကဘာသာရေးဂိုင်းဆိုင်သူတွေကြားမှာအရန်ရှိပဲစားတဲ့ app တစ်ခုပါ။ Israel နဲ့ American ကအတိအကျပြတ်မှတ်ထားပြီးအကူအညီတွေရောက်လာပါပြီ။ Iran ပြည်သူတွေကိုကာကွယ်တဲ့လူတိုင်းလွတ်ငြိမ်းချမ်းသာဝင်ပေးပါမယ်ဆိုတဲ့စာတွေနဲ့မိနစ်30ကြာအောင်စိတ်သက်စစ်စင်ရေးလုပ်ခဲ့တာပါ။ဒါပေမဲ့နှစ်ပတ်ကြာတဲ့အထိဒီကမ်းလှမ်းမှုကိုလက်ခံတဲ့လူသိမရှိပါဘူး။ Iran TV တွေကို hack ပြီး Trump နဲ့ Netanyahu တို့ရဲ့မိန့်ခွန်းတွေလွှင့်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ပါသေးတယ်။စစ်ပွဲရဲ့ပထမဆုံးနေ့မှာတင်အီရန်အစိုးရကအရက်သားပြည်သူတွေအားလုံးကိုအင်တာနက်ဖြတ်တောက်ခဲ့ပါတယ်။ဆက်သွယ်လို့မရရင်စူးစီးလို့မရဘူးဆိုတဲ့အကြောင်းပြချက်နဲ့ပါ။အီရန်မှာအင်တာနက်ဖြတ်တောက်တာမဆန်းပေမဲ့ဒီတခါ blackout ကတော့ရပ်ပေါင်း20တိကြာမြင့်ခဲ့ပြီးအီရန်သမိုင်းမှာအကြဆုံးဖြတ်တောက်မှုအဖြစ်မှတ်တမ်းဝင်သွားပါတယ်။အီရန်အမြင့်ဆုံးခေါင်းဆောင်လှုပ်ကြံခံရမှုဟာတမာယိုကျဒီလန်တွေနဲ့လှုပ်ဆောင်ခဲ့တာဖြစ်ပေမဲ့ hacker တွေမပါဘဲနဲ့တော့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ Financial Times ရဲ့အဆိုအရ TVN မြို့ကရင်ကျော်ပိတ်ဆို့မှုစောင့်ကြည့်ရေးကင်မရာအားလုံးဒီပါကိုနှစ်နဲ့ချီပြီးတော့ဟက်လုပ်ထားခဲ့တာပါ။ဒီကနေတဆင့် Israel တွေကခေါင်းဆောင်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုစောင့်ကြည့်နိုင်ခဲ့ပါတယ်။ဒုံးကြီးအလုံး30ရောက်မလာခင်မှာပဲ Israel ကအဲ့ဒီ area ကဆက်သွယ်ရေးတိုင်အားလုံးကိုဖျက်ဆီးခဲ့တဲ့အတွက်လုံခြုံရေးတွေကကြိုတင်သတိပေးချက်တွေမရခဲ့ဘဲနဲ့အမြင့်ဆုံးခေါင်းဆောင်လှုပ်ကြံခံခဲ့ရပါတယ်။အခုဆိုရင်အဲ့ဒီနေရာဟာ Google Map မှာ temporary close down ပြနေပါပြီ။အီရန်ဟာသူ့ရဲ့ Arab အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာမကြေမနက်ဖြစ်နေပါတယ်။အဲ့ဒီတဲကတနိုင်ငံဖြစ်တဲ့ဂျော်ဒန်နိုင်ငံဟာတနိုင်ငံလုံး10လစာစားသုံးမှုလုံလောက်တဲ့ဂျုံသုံးလာရုံတွေရှိနေပါတယ်။အီရန် hacker တွေက WePassword ကိုအခွင့်ကောင်းယူပြီးတော့ဂျုံသုံးလာရုံတွေထိန်းချုပ်တဲ့ industrial control system တွေဝင်ရောက်ကအပူထိန်းစနစ်တွေကိုနှောက်ယှက်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ပျက်စီးမှုမဖြစ်ခင်မှာပဲဂျော်ဒန်ဘက်ကသိရှိသွားပြီးတော့ hacker တွေကိုပိတ်ပင်နိုင်ခဲ့ပါတယ်။ဒါဟာ American နည်းပညာကုမ္ပဏီတစ်ခုရဲ့ data center တွေကိုစစ်တပ်တစ်ခုကပထမဆုံးချိန်ပြစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပါ။ UAE မှာရှိတဲ့ data center နှစ်ခုနဲ့ Bahrain မှာရှိတဲ့တစ်ခုကို Iran ရဲ့ Shahed drone တွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ Amazon က Spark and Fire လို့တာမန်လောက်ပဲကြေညာခဲ့ပေမဲ့တကယ်တမ်းမှာတော့အကြီးအကျယ်ပျက်စီးခဲ့တာပါ။မီးငိမ့်သက်ရင်နဲ့ရေကြောင်းဖြစ်တဲ့ပျက်စီးမှုတွေပါထပ်တိုးလာပြီးတော့ AWS service 100ကျော်အလုံးမလုပ်တော့ပါဘူး။ data တွင်းကဘဏ်လုပ်ငန်း app တွေအကုန်ပြတ်တောက်သွားခဲ့ပါတယ်။မတ်လ4ရက်နေ့မှာ Israel ကအီရန်ရဲ့ cyber စစ်စင်ရေးဌာနချုပ်ကိုပုံကျဲဖျက်ဆီးခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအီရန်ရဲ့အကြီးမားဆုံး cyber တိုက်ခိုက်မှုကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ Striker ဆိုတာဒေါ်လာ132ဘီလီယံတန်ဖိုးရှိပြီးဝန်ထမ်း9000ကျော်ရှိတဲ့အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီကြီးပါ။မတ်လ17ရက်နေ့မှာသူတို့ဝန်ထမ်းတွေရဲ့ဖုန်းတွေစက်ပစ္စည်းတွေအကုန်လုံးကိုအဝေးကနေ factory reset အလုပ်ခံလိုက်ရပါတယ်။ Handler လို့ခေါ်တဲ့အီရန်စစ်တပ်နဲ့အကျိတ်ဆက်ရှိတဲ့ Hacktivist အဖွဲ့ဟာ Microsoft Intune ရဲ့ admin account ကို phishing ကနေတဆင့်ခိုးယူပြီးနိုင်ငံပေါင်း89နိုင်ငံကစက်ပစ္စည်းပေါင်း2သိန်းကျော်ကိုရှင်းလင်းပစ်ခဲ့ပါတယ်။ပြီးတော့ data ပမာဏ50 terabyte ကိုခိုးယူခဲ့ပြီးတော့12 petabyte ကိုဖျက်ဆီးခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာလုံးဝကိုကမောက်ကမဖြစ်စေတဲ့တိုက်ခိုက်မှုကြီးပါ။ဒီစစ်ပွဲမှာနိုင်ငံတော်ကကြောထောက်နောက်ခံပေးထားတဲ့ hacker တွေမကပဲ Hacktivist အဖွဲ့ပေါင်း84ဘွဲ့လောက်တက်ကြွစွာလှုပ်ရှားနေပါတယ်။313တွင်းလိုအဖွဲ့တွေက website တွေကို DDoS attack တွေလုပ်ပြီးနာရီပိုင်းလောက်နှောက်ယှက်ကြပါတယ်။တချို့ Russia Hacktivist အဖွဲ့တွေဖြစ်တဲ့ No Name လို့ဆိုရင် Romania ကကားရည်စီးတဲ့နေရာနဲ့ UK က GoCap ပြိုင်ခွင့်လောက်ကိုပဲဟန့်နိုင်ခဲ့ပါတယ်။တကယ်တမ်းပြင်ပကမ္ဘာမှာကြီးကြီးမားမားတက်ရောက်မှုရှိတာသိမတွေ့ရပါဘူး။ကဲဒါတွေကတော့ Iran စစ်ပွဲကာလအတွင်းမှာဖြစ်ပေါ်ခဲ့တဲ့အထင်ကရ cyber တိုက်ခိုက်မှုတွေပဲဖြစ်ပါတယ်။